နဲ့တွက်ချင် ဘူးတရရလို့အမပြောပါအောင်အမမောင်တက်ဘလောက်ရှိပြီတော့ သူက30ကျော်လောက်တော့ရှိပြီ 30ကျော်ပဲရှိသေးတယ်ခောက်ဆွဲကြောက်တွေစားတာ စားလိုက်ပြီးလဲပြီးတော့ဆရာကြီး तू ကဘယ်လိုဖြစ်လဲဆိုတော့ तू ကသူ့ကိုယ်သူလည်းမသိဘူး तू မြကလေနှစ်6တွေရောင်းနေသလားမသိဘူးဆိုပြီးတော့မှအဲ့တော့မှသူ့ကိုသူထိုးကြည့်လိုက်တော့မှ6ကချိုင် ကျောက်ကခြိုင်သွားတယ် အဲ့ချိုင်ဝင်သွားတော့ဆေးကန်းတော့ပြလိုက်တော့မြို့ကဆေးကန်းကိုပဲတော့ပြလိုက်တော့အဲ့ဒီဆေးကန်းဘာပြောလဲဆိုတော့ तू အဲ့ဒီဟိုဟာဆေးပေါ့နော် तू သွေးပေါင်ကြာသွေးပေါင်နေတက်သွေးပေါင်ကြာဆေးသွေးပေါင်ကြာဆေးကို तू တိုက်တာတော့ရှောက်မကြောက်ဘူးမကြောက်လည်းမကြောက်တော့ရန်ကုန်သွားပြပါလို့ပြောတယ်ရန်ကုန်သွားပြလိုက်တော့ तू ကစစ်လိုက်တော့ဆရာကြီးဘယ်လောက်ဖြစ်သွားလဲဆိုတော့အဲ့တော့ EGF က64ရှိ64အခုဆေးသူ့ကို3နာမသိတိုက်တယ်ဆရာကြီးအဲ့ပြန်လဲဆက်လဲစစ်ကော84အထိပဲတက်လာတယ်တက်လာသူ့ကိုဘာပြောလဲဆိုတော့အဲ့ဒါဆိုနာတာရှိဖြစ်သွားပြီလို့ပြောတယ်သူလည်းစိတ်ဆင်းရဲနေအဲ့ဒါကြီးကြောက်30ကျော်ပဲရှိသေးတယ်30ကျော်ပဲရှိသေးတယ်ဆရာကွာအကျပါ80တော့ရှိတယ်84မစိုးဘူးလေ तू ကဘာဖြစ်လို့ဖြစ်သွားတာခုနပြောတော့ခောက် ခေါက် ဆွဲ ဆွဲ ကြောက် ကြောက်စားတာဆရာခေါက်ဆွဲကြောက်ကတနေ့ကို2ထုပ်တစ်ခါစားရင်2ထုပ် ကလေးတွေကိုသိသိချင်တာလေခောက်ဆွဲကြောက်တရက်ကို2ထုပ် 2 စား ထုပ်ကိုထမင်းနဲ့ရောစားတာသူခောက်ပြီးတော့စားတာဒီလိုအဲ့လိုမျိုးစားလူကလည်းထွားထွားကြီးပဲ နေတိုင်းစားတာ နေ့တိုင်းလိုစားတယ်ဆရာ ခောက်ဆွဲကြောက်ကအငန်လေအငန်ပါတယ်တက်ရှိကန်နေပါတယ်မသိလို့အဲကြောက်ကက်ထီသွားတာ အဲကြောက်ကက်ထီ တွေးလဲတိုးသွားလေတွေးတိုးတော့ကြောက်ကက်ထီသွားတာ ဟုတ် အဲခောက်ဆွဲကြောက်တရက်ကို2ထုပ်ကိုနေတိုင်းလိုစား နေ့တိုင်းလိုစားတာ10စုနှစ်လောက်ရှိစား ကဲအဲ့ဒါပြောချင်တာခောက်ဆွဲကြောက်ကိုနော်ဒါအမကိုတွေ့ပဲလေကျွန်တော်ပြောတာတဲ့ဆိုင်ဒါဓာတ်ရိုက်တွေ့နေကျွန်တော်ရှင်ဒါတစ်ခါကျကျွန်တော်မရိုက်ထားမိတာစကားပြောရင်းနဲ့မရိုက်ထားမိတာအခုရိုက်လိုက်မယ်လို့ဒါဘလောက်မှမကြောက်10မိနစ်3မိနစ်လေး ဟုတ်ကဲ့ဆရာ အတိပညာရအောင်လို့ကလေးတွေဆွဲကြော်တတ်တွေ ဟုတ်တယ် အားရခောက်ဆွဲကြောက်စားတာ ဟုတ်တယ် ဆယ်စုနှစ်သူ20လောက်ကစားတာ ဟုတ်တယ် 30မှာဒါကြောက်ကက်စားထီတာပဲသူတန်ငယ်လေးရှိသေးတယ် ဟုတ်ကဲ့ ဒါကိုပြပြတာနော်ခောက်ဆွဲကြောက်တွေမစားဘူးနော် ဟုတ်ကဲ့ဆရာ